ဦးကျော်မိုးထွန်းကိုတဲ့ဖြုတ်ချဖို့မင်းအောင်လိုင်းက UN အိတ်ဖွင့်စာပေးဖို့တာပတ်သက်ပြီးတော့ပြောပြပါလားကိုမောင်တဲ့ဦးကျော်မိုးထွန်းနဲ့ပတ်သက်လာလို့ရှိရင်ဒါကဦးမင်းအောင်လိုင်းအစိုးရအနေနဲ့ဒါသူစူးစမ်းမှာပေါ့လေသူစူးစမ်းပိုင်ခွင့်လည်းရှိပါတယ်အဲဒါ credential committee ရှိတယ် credential committee ကနေပြီးတော့ကျွန်တော်တို့ကြည့်မယ်ပေါ့နော်ကြည့်ပြီးတော့လက်ခံတင်လက်မခံတင်ပေါ့ဒါပေမဲ့2021ထဲကနေအခု2026ထိကနော်9နှစ်လုံးဝလက်မခံခဲ့ဘူးနိအဲလုံးဝလက်မခံခဲ့တဲ့အတွက်ကြောင့်မလို့ဦးမင်းအောင်လိုင်းတို့အုပ်စုအနေနဲ့နောက်ဆုံးပြီးတော့စောရကတက်တာပေါ့နော်စောရကတက်မှုရှိတယ်ဒါပေမဲ့ခက်တာကမြန်မာနိုင်ငံရဲ့ဒီပေါ့အပြစ်ကတော်တော်ကြီးသွားတယ်အဲဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်လိုမျိုးဒေတာတွင်းခေါင်းဆောင်နေမဟုတ်ပါဘူးနိုင်ငံတကာကအသိမှတ်ပြုထားတဲ့ခေါင်းဆောင်တယောက်ကိုတရားဝင်အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းတဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာအမြင်သူတို့အာဏာသိမ်းတာအဲ့တော့မြန်မာနိုင်ငံကဒါနဲ့ပတ်သက်လာလို့ရှိရင် credential committee ကလည်းကြည်တာပေါ့ဗျာနော်ကြည်တဲ့ခါမှာဦးမင်းအောင်လှိုင်ကထောက်ပြတာပေါ့ထောက်ပြရဆိုတာကဦးမင်းဒေါအောင်ဆန်းစုကြည်တို့အစိုးရကိုနော်ဒေါအောင်ဆန်းစုကြည်တို့အစိုးရကိုတခါလဲသူတို့အနေနဲ့အတင်းအာဏာအာဏာဝင်လူရတဲ့အကြောင်းရင်းကမဲခိုးတယ်မဲလိန်တယ်ဟုတ်နောက်တစ်ခုကဒါတွေကြောင့်သူတို့အာဏာကို2008အခြေခံဥပဒေအရတရားဝင်ပြီးတော့အာဏာသိမ်းရပါတယ်ဆိုပြီးတော့အကြောင်းပြထားတာလေအကြောင်းပြတဲ့ခါကျတော့အကြောင်းပြသည့်လျောက်မပြီးသေးဘူးဥပဒေပုံမှန်အကိုကားတွေပြရပါတယ်ဥပဒေပုံမှန်အကိုကားပြတဲ့အခါမှာလေသူတို့ကဘာကိုပြလဲဆိုတော့ပုံမှန်4.9 4.8 4.9ကနေစပြီးတော့ပြတယ်နော်ပုံမှန်4.9ကနေစနောက်ထပ်ပုံမှန်61 62 63နော်အဲ့ဒါတွေကိုပြတယ်အဲ့ဒီအခြေအနေသူတို့ချတဲ့ပြတဲ့ပုံမှန်တွေကိုပြလိုက်တယ်ပြပြီးတော့လှုပ်ထုံးလုံလေးကိုထပ်ပြတယ်လှုပ်ထုံးလုံလေးပြတယ်လှုပ်ထုံးလုံလေးရဲ့ပုံမှန်တွေရဲ့အခြေခံအကြောင်းတရားရဲ့စုဖွဲ့ကြီး၄ဖွဲ့ပေါ့၄ခုပေါ့ဒီအပေါ်မှာအခြေခံပြီးတော့နိုင်ငံတကာကိုပြပါတယ်အကယ်အဲ့ဒါကိုနိုင်ငံတကာကလက်ခံတယ်ဟေ့ဆိုလို့ရှိရင်ဦးမင်းအောင်လိုင်းရဲ့အိတ်ဖွင့်စာဒီထက်ပိုပြီးတော့အောင်မြင်သွားနိုင်တယ်ဒါပေမဲ့ဦးမင်းအောင်လိုင်းချပြတော့အကြောင်းအရာကြီး၄ခုလုံးပေါ့နော်သုံးခုထားပါတော့ဥပဒေအကိုကားနော်အခြေအနေအကိုကားပြီးတော့လို့ရှိရင်လှုပ်ထုံးလုံလေးအကိုကားဒီအကိုကား၃ခုလုံးကိုနိုင်ငံတကာကိုချပြတယ်ကုလသမဂ္ဂကိုချပြတယ်နိုင်ငံတကာအဖွဲ့အစည်းတွေကိုချပြတယ်နိုင်ငံတကာကဘာပြောလဲဆိုတော့မင်းယူနေလားဟေ့ကောင်နော်မင်းကြောင်တော်လောက်ခဲ့တာမင်းလုံးမြရတဲ့အားလုံးဟာဥပဒေနဲ့ဇုံမှမညီဘူးမင်းတို့ပြည်တွင်းလှုပ်ထုံးလုပ်နည်းဥပဒေနဲ့လည်းမညီဘူးနိုင်ငံတကာဥပဒေနဲ့လည်းမညီဘူးတဲ့အဲ့ဒါကိုညီပါတယ်လို့အော်နေတဲ့သူကဥပဒေစာအုပ်မဖတ်ဘူးတဲ့သူတွေနော်ညီပါတယ်ဆိုတော့ပြောနေတဲ့သူတွေကအဲ့ဒီမှာတစုတော့တွေ့ပါတယ်တော်တော်များများတော့ပေါ့ဦးမင်းအောင်လိုင်းကိုအားပေးထောက်ခံနေတော့ဆရာတော်တချို့ line ပေါ်မှာအမောင်အရင်တန်တန်နဲ့ပြောနေအောင်တွေ့ပါတယ်နော်အဲ့တော့အဲ့တစုကလွဲလို့နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ဥပဒေရေးရာအဖွဲ့အစည်းကြီးတွေရှိပါတယ်ဒီအဖွဲ့အစည်းတွေကြီးတွေကကြည့်တဲ့အခါမှာတော့မင်းကပောက်ကြရတယ်ပဲဒါမျိုးလုပ်လို့ရသလားတဲ့အခြေခံဥပဒေရမင်းအခြေခံဥပဒေမင်းအောင်လွဲနေတယ်တဲ့ဒါကနိုင်ငံတကာအဖွဲ့အစည်းကြီးတွေကပြောတယ်နော်လှုပ်ထုံးလုံနည်းဥပဒေကလည်းလုံးဝလွဲနေအဲ့တော့နိုင်ငံတကာဥပဒေရေးရာအဖွဲ့အစည်းကြီးတွေကလက်မခံဘူးလက်မခံတဲ့ပြင်လူခွင့်ရေးအဖွဲ့အစည်းတွေကလက်မခံဘူးဒီလိုအဖွဲ့အစည်းတွေကလက်မခံတဲ့ခါကျတော့ကုလသမဂ္ဂဒီပေါ်မှာအခြေခံအကျိုးအကြောင်းတရားတွေရပြီးတော့ဦးမင်းအောင်လှိုင်တို့အစိုးရကိုလုံးဝအတိမတ်မပြုတ်ခြင်းဟာတနည်းအားဖြင့်လုံးဝဒါဦးမင်းအောင်လှိုင်ကတိမတ်ပြုတ်ဖို့နေတာမင်းကနိုင်ငံတော်ပုံကံမှုနေတော့မှာပဲနိုင်ငံတော်ပုံကံမှုဖြစ်နေပြီဆိုတော့ပြခြင်းအားဖြင့်ဦးမင်းအောင်လှိုင်တို့လက်မခံတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဦးကျော်မိုးထွန်းပေါ့ဦးကျော်မိုးထွန်းကိုအတိမတ်ပြုတ်ခြင်းဆိုတာတက်စားလို့ရှိရင်ပေါ့နော်တနည်းအားဖြင့်လင်မိုပေါ့ဆိုလိုချင်တာကစိုင်းငှက်အနေနဲ့ထားလာတာတနည်းအားဖြင့်မြန်မာကိုယ်စားလှယ်မဲ့နေတယ်ပေါ့မဲ့နေဆိုရင်ဦးကျော်မိုးထွန်းကဆက်လက်ရှိနေတယ်ဒါမဲ့တော့သူ့မှာအကန့်အသတ်တွေနဲ့သူ့ကိုထားလာတာဖြစ်တယ်ဆိုလိုချင်တာကတော့မြန်မာအရေးနဲ့ပတ်သက်ပြီးတော့တန်တမန်ရေးနော် ambassador ပေါ့ UN ambassador ရွေးတဲ့ကိစ္စလက်ခံတဲ့ကိစ္စကိုရွှေ့ဆိုင်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်မို့နှစ်ဖွဲ့စလုံးမနိုင်ပါဘူးဒါမဲ့ဦးကျော်မိုးထွန်းအနေနဲ့ကတော့ရှီရင်းဆွဲတန်တမန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့နောက်တန်တမန်တယောက်မလာမချင်းသူကတော့ဆက်လက်ပြီးနေရာယူထားလို့ရတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကိုဦးမင်းအောင်လှိုင်ကတန်တမန်ပို့တယ်တန်တမန်ပို့ပေမဲ့သူ့ရဲ့တခြားလုံးလုတ်ခဲ့တဲ့ຢာတွေအားလုံးကာလုံကနေစပြီးတော့သူတို့ကဂွမ်းနေတာသူမသိဘူးနိုင်ငံတကာကဒီလိုမျိုးလိမ်လို့ရတဲ့နေရာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့တော့အခုချိန်ထိဦးမင်းအောင်လှိုင်တို့အစိုးရကိုကဘာကအတိမတ်မပြူသေးဘူးလို့ပြောရမှာเนาะအတိမတ်မပြူသေးဘူးအဲ့တော့ကဘာကအတိမတ်ပြတဲ့ကြောင့်အာဆီယံကလည်းအတိမတ်မပြူတာဟာဒါသွားပြီးတော့ငင်းလို့မရဘူးလေเนาะဆိုလိုချင်တယ်သူကသူအိတ်ဖွင့်စာကြိုက်သလောက်ပို့ပါနော်သူလုတ်ခဲ့တဲ့အရာတွေအားလုံးကဥပဒေနဲ့မညီဘူးအဲ့ဒါကိုနိုင်ငံတကာဥပဒေဖွဲ့စည်းတွေကလည်းပြောတယ်နိုင်ငံတကာအဖွဲ့အစည်းလူခွင့်ရေးဖွဲ့စည်းကြီးတွေကလည်းပြောတယ်
ပြောတဲ့အတွက်ကြောင့်မို့လို့ဒီ statement တွေပေါ်မှာအခြေခံပြီးတော့ကုလသမဂ္ဂလက်မခံခြင်း credential committee ကဆက်လက်ပြီးလက်မခံခြင်း credential committee ဆိုတာရှိတော့အဲ့ဒီမှာအဖွဲ့အစည်းကြီးနဲ့တရုတ်လည်းပါတယ်အမေရိကန်လည်းပါတယ်တချို့အများအားဖွဲ့ဝင်တဲ့နိုင်ငံတွေတော်များပါတယ်ဒီအဖွဲ့အစည်းကနေပြီးတော့စစ်ဆေးတာပါလက်ခံတယ်လက်မခံတယ်ဆိုတာဟိုဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့ကြောင့်မလို့အိတ်ဖွင့်စာနဲ့ပတ်သက်လာရင်အောင်မြင်မှုမလွယ်ဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဒါဦးမင်းအောင်လိုင်းရဲ့အဖြစ်တွေပါပဲ။အဖြစ်တွေပါပဲ။နောက်တစ်ခုကအပြောင်းလဲကိုသူကပြတာမဟုတ်ပဲသူကိုယ်တိုင်သမရယာလူထက်ယူတဲ့ခါကျတော့သူအာနာယူလို့သမရယူလို့နေရာယူလို့ဆိုတာပို့ပြီးပေါ်လည်သွားတဲ့အတွက်ကြောင့်ပိုဆိုးသွားတာ။တနည်းအားဖြင့်ဘူးလေးရဖေုံစေနူရဝဲဆွဲလဲရတခုထောင်းဖြစ်သွားတာဖြစ်တယ်နော်။လက်ခံရင်အရေးယူဆောင်ရွက်တော့မှလေလက်ခံပေးပါအောင်တဲ့အိတ်ဖွင့်စာလေးပြီးရင်လက်ခံရေးယူပေးလိုက်ပါအဲ့တော့ဒီအိတ်ဖွင့်စာနဲ့ပတ်သက်လာလို့ရှိရင်တော့ तू ကရှေ့လျှောက်က तू လုတ်ခဲ့တဲ့အရာတွေအားလုံးအပြစ်ကြီးတစ်ခုဖြစ်နေတာဟုတ်လက်ခံဖို့တော့မလွယ်ဒါပေမဲ့ရှေ့လျှောက်တော့ပြောလို့မရဘူးလေတိုက်ပွဲဝင်ရတော့မှာပေါ့ဒါပေမဲ့ကုလသမဂ္ဂမှာတော့လွယ်မှာမဟုတ်ဘူးဒါပေမဲ့အာဆီယံမှာတော့မျှော်လင့်ချက်ရှိနိုင်တယ်မျှော်လင့်ချက်ဆိုတာကထားပါတော့ five point consensus ကိုဖီလာတိုက်ပြီးတော့အဖွဲ့ဝင်နိုင်ငံတွေတော်တော်များများလက်ခံလာပြီးဟဲ့ဆိုလို့ရှိရင်မြန်မာအနေနဲ့အာဆီယံမှာအတိမတ်ပြုခံခြင်းရှိနိုင်တယ်ဒါပေမဲ့လည်းမြန်မာအတိမတ်ပြုမယ်ဆိုတဲ့နိုင်ငံထိုင်းနဲ့ကမ္ဘောဒီးယားနဲ့လာအိုလောက်ပဲရှိပါတယ်ကျန်တဲ့နိုင်ငံတွေကတော့အတိမတ်ပြုမှာမဟုတ်ဘူးပေါ့နော်ဒီနိုင်ငံတွေကတွန်းတွန်းတိုက်တိုက်နဲ့ဆောင်ရွက်ရလောက်အောင်လဲမလွယ်လာပါဘူးနော်အာဆီယံမှာလည်းတော်တော်ကြိုးစားအောင်မှာဖြစ်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးလို့လည်းယတိပြတ်ပြောလို့မရအောင်နော်ဘာကြောင့်ဆိုနိုင်ငံရေးအကျိုးစီးပွားတွေရှိသေးတာ哦အဲ့တော့ဘုံသဘောတူညီချက်ကတော့ဆက်လက်ရှိနေမယ်လို့တော့ယူဆရတယ်ပေါ့ဗျာနော်